ညနေခင်းနေဝင်ရိုးရီအချိန်မူးဖွဲဖွဲလေးတွေကြာနေတဲ့တောင်ပေါ်မျိုးလေးတစ်မျိုးမှာဇလန်းကစတင်ပါတယ်ဇီယဆိုတဲ့လူငယ်လေးဟာသူ့ရဲ့တူးသေးသောအဖိုးဖြစ်သူကွယ်လွန်သွားပြီးနောက်အမွေရရှိခဲ့တဲ့မြို့စုံကရှီးဟောင်းအိမ်ကြီးစီကိုရောက်ရှိလာခဲ့တယ်အဲ့ဒီအိမ်ကြီးဟာနှစ်ပေါင်းများစွာပိတ်ထားခဲ့တာကြောင့်ဖုံတွေတက်ပြီးခြောက်ခြားစရာကောင်းနေပါတယ်ဇီယအိမ်ထဲကိုရောက်ပြီးပစ္စည်းတွေလိုက်ကြည့်နေရင်အေးခန်းကမှန်တင်ကုန်အောက်မှာထူးဆန်းတဲ့တန်တစ်တာလေးတစ်လုံးကိုတွေ့လိုက်ရတယ်။တစ်တာလေးကတော့ခတ်ထားပေမဲ့အပေါ်မှာထွင်းထူထားတဲ့ပုံစံကရှီးဟောင်းအမှုပညာလျာတစ်ခုလိုပါပဲ။သူအဲ့ဒီတစ်တာကိုထိလိုက်တဲ့အချိန်မှာပဲအိမ်ပေါ်ထက်ကနေဒုံကနေအတန်ပြင်းပြင်းတစ်ခုကြားလိုက်ရတယ်။အိမ်ထဲမှာသူတယောက်တည်းရှိနေတာပါ။ဇီယာကလက်နှိသမီးကိုကင်ပြီးအိမ်ပေါ်ထက်ကိုအသားအရာတက်သွားခဲ့တယ်။အပေါ်ထက်ကအခန်းတစ်ခုရဲ့တကားဟာအလိုလိုပွင့်ဟာနေတယ်။အထဲကိုချောင်းကြည့်လိုက်တဲ့အခါအခန်းလေးမှာရှီးဟောင်းတန်လိုက်အိမ်မြောင် compass တစ်ခုဟာလီထဲမှာဝေးပြန်နေပြီးတုံခါနေတာကိုထိတ်လန့်ပွေတွေ့လိုက်ရပါတယ်။အဲ့ဒီတန်လိုက်အိမ်မြောင်ရဲ့လက်တံဟာမြောက်ဘက်ကိုမညွန်ပဲဇီယာရက်နေတဲ့နေရာကိုတဲတဲမမညွန်ပြနေပါတယ်။ရုတ်တရက်အိမ်ထဲကမီးလုံးတွေအားလုံးဖြတ်ခနဲ့ငိမ့်သွားပြီးအမှောင်ထုကကြီးဆိုးသွားပါတော့တယ်။ဇီယာရဲ့နာနာမှာကပ်ပြီးတစုံတစ်ယောက်ကတိုးတူးလေးကပ်ပြိုးလိုက်တန်ကိုကြားလိုက်ရတယ်။မင်းလာမင်းဆိုတာငါတိနေခေရီဇီယာနောက်ကိုလှည့်ကြည့်လိုက်ပေမဲ့ဘသူမှရှိမနေပါဘူး။ဒါပေမဲ့သူ့လက်ထဲမှာတော့ခုနကတစ်တာထဲမှာရှိနေရမယ်ရွှေရောင်တော့အဟောင်းလေးတစ်ချောင်းကအလိုလိုရောက်ရှိနေတာကိုတွေ့လိုက်ရပါ